င်းပြောက်လင်ငန်တော်အရတာကိုအပေတို့ရမည်နီပြင်တို့ပြည့်၍ကြော်နှင်းချင်းမတပါအပေတို့အတုံးမဝင်တင်တို့ဒီလောကဤအလင်းဖြစ်ကြ၏တောင်ထိပ်၌တည်တော်မြို့ကိုမကွယ်နိုင်ဒီအခြေပြုကျမ်းကိုခြေခံပြီးမှဒီညနေအတူတကွဆင်ခြင်ရမယ်နှုတ်ပတ်တော်ခေါင်းစဉ်ကတော့တန်ဖိုးရှိတဲ့လူငယ်ဒီကျွန်တော်ကမနုတနဲ့ရမငွေကာပေါ်တဲ့အန်တိုနီဂျွန်ကိုလာဆာဝါကမြေပေါ်ကျွန်တော်ကိုထွန်စနာကိုကန်ဒါရိုင်းငါစရာကျွန်တော်ကတော့ကောင်းနေยังก็จุ่มพอผ่านเอาอันเจนี่มาพระมาจนเนี่ยมานี่มาล้อมแม่งานนะเนี่ยกูกุญจราเดกันนะชุดนะกำลังมีแบบเนี่ยกูกุญสั่งสาวกส่วนเนาะตามผู้ชี้嘅ลุงเนี่ยဆိုတော့စပောင်းဆက်အောင်မှာကျွန်တော်တို့အတူတကွခွန်အားယူကြရအောင်ကျွန်တော်ဒီနေ့လူမျိုးတစ်မျိုးအတင်းတော်တစ်ခုအဖွဲ့အစည်းတစ်ခုတိုးတက်ဟိုအတွက်ဒီအဖွဲ့အစည်းတစ်ခုကပါလဲဆိုတော့ရှင်းတန်းဘာလို့ဆိုအားရှိဖို့အတွက်ဆိုတော့ဘုဒ္ဓရှိမှာပုံမှာအခန်းကဏ္ဍဘုရှိမှာအရေးကြီးလဲဆိုတော့လူငယ်တွေရဲ့အခန်းကဏ္ဍကအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရှိပါတယ်เนาะအတင်းတော်တစ်ခုအဖွဲ့အစည်းတစ်ခုကဒီလူငယ်တွေရှိမှာအရင်ဒီမြုပ်နှံထားတဲ့ဒီအဖွဲ့အစည်းကပါလဲဆိုရင်တော့ဒီအဖွဲ့အစည်းကအောင်မြင်တဲ့အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တို့လေ့လာတဲ့အချိန်မှာတွေ့ရှိရပါတယ်ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီတာသနာ KBC ရဲ့တာသနာလုပ်ငန်းမှာကြည့်တဲ့အခါမှာလွန်ခဲ့တဲ့အချိန်မှာစုံနေမစုံစံတော့3နှစ်300ဆိုတဲ့အဲ့ဒီသာသနာလုပ်ငန်းမှာကြည့်လိုက်တဲ့အချိန်မှာလူငယ်တွေမှာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဥဆောင်သွားတဲ့ဆရာတွေကဘာလဲဆိုအရင်ဒီမြုပ်နှံထားတယ်ဒီတော့ကြောင့်ဒီလူငယ်တွေကဘာလဲဆိုကျွန်တော်တို့ဒီကချင်ပြည်နယ်နေရာတကနေရာအနှံ့ပြားမှာတွားပြီးမှဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုသာသနာလုပ်တယ်ဒီအတွက်ကြောင့်ဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကချင်တွေများတော့အပြည့်90%ကျော်ကပါလဲဆိုတော့ခရိယာများဖြစ်လာကြတယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့အချိန်လုံးကဒီခရိယာဒီဆရာကျွန်တော်တို့ဆရာတပါးကနေခွန်အားလူငယ်တွေကိုခွန်အားပေးတဲ့အချိန်မှာမိသူကနေပြောကြားထားပြီးသားဖြစ်ပါတယ်ဒါဆိုတော့ဗာလဲဆိုတော့လူငယ်တွေမှာအရင်အနီးထည့်တဲ့ကန္တာမှာဆိုအရေးကြီးတဲ့အကြောင်းကိုတွေ့ရပါတယ်ပြီးတော့ဒီနေ့လူငယ်တွေကိုကြည့်လိုက်တာလူငယ်တွေရဲ့သူတို့ကိုကြည့်တယ်သူတို့အရေးအချင်းကဗာလဲဆိုသူတို့ရှင်မှာအစွမ်းအစရှိတယ်ခွန်အားရှိတယ်ပြီးတော့ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာလည်းမြန်တယ်ဒီနေ့ကျွန်တော်တို့လူကြီးတွေကကြည့်လိုက်တဲ့အချိန်မှာလူကြီးတွေကပါလဲဆိုတော့တွေ့တယ်သူတို့ရှိမှတွေ့ကြုံလို့ရှိတယ်ဒါပေမဲ့ဒီအတွေ့အကြုံနဲ့နိုင်ရှင်မှာပါလဲသူတို့ရှိမှပဲခါလေကြရင်ဆုံးဖြတ်ချက်ချတဲ့အခါမှာလူငယ်တွေတော့မမြန်ဘူးဒါကြောင့်ခါလေကြရင်ပါလဲဆိုတော့ကျွန်တော်တို့ဒီလူငယ်တွေကိုလည်းသူတို့ရဲ့ဒီကိုကျွန်တော်တို့ကပါလဲလူကြီးတွေလည်းတွေ့ကြုံရှိတဲ့လူကြီးတွေလည်းသူ့ကိုပါလဲထင်းချောင်းပေးရမယ်ဒီလူငယ်တွေကိုကျွန်တော်တို့ကအသုံးချတော့ရမှာဖြစ်ပါတယ်အတင်းတော်ရဲ့လုပ်ငန်းမှာဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုမှာလုပ်ငန်းမှာဖြစ်ကျွန်တော်တို့လူငယ်တွေရဲ့အခန်းကဏ္ဍကိုကျွန်တော်ထည့်သွင်းတော့ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောကြားလိုပါတယ်ပြီးတော့ဒီလူငယ်တွေရဲ့အခန်းကဏ္ဍကိုကြည့်လိုက်တဲ့အခါမှာလွန်ခဲ့တဲ့ဒီကျွန်တော်2021ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဖြစ်အပျက်မှာလည်းကျွန်တော်တို့တွေ့ကြုံပြီးပြီဆိုတော့ဒီစစ်တပ်ကနေဒီမှာမတရားတစ်ဖြစ်ပါလဲဆိုရင်ကတော့အာဏာယူလိုက်တဲ့အချိန်မှာဒီဥစ္စာကိုမခံမရနိုင်တဲ့လူငယ်တွေကပါလဲဆိုတော့စန္ဒထုတ်ပေါ်တယ်မရတဲ့အခါနောက်ဆုံးပါလဲဆိုတော့လက်ခိုင်ပြီးမှပါလဲဆိုတော့ဒီတရားမျှတခြင်းကိုရဖို့ရအတွက်တွန်းလှန်တိုက်ခိုက်နေတာဆိုတာကျွန်တော်တို့တွေ့နေကြဖြစ်ပါတယ်เนาะဒီဥစ္စာကိုကျွန်တော်တို့လူငယ်တွေရဲ့အခန်းကဏ္ဍကိုတွေ့မြင်ရပါတယ်ဒါဆိုရင်တော့ဒီလိုအဖိုးတန်တဲ့လူငယ်တွေကိုကျွန်တော်တို့ကပါလဲဆိုရင်တော့ဒီလိုအဖိုးတန်တဲ့လူငယ်တွေရှိမှလည်းကျွန်တော်တို့ပိုးပြီးမှအဖိုးတန်တဲ့လူငယ်တွေဖြစ်ဖို့ရအတွက်ကျွန်တော်ရှိမှပထမချက်အနေနဲ့ပါလဲဆိုတော့ပန်းတိုင်ထားရမယ်ကျွန်တော်တို့လူငယ်တွေပန်းတိုင်ထားရမယ်ဒီပုံမှာဘန်တုံတန်တာရာရဲ့ဘန်တုံကတာပန်းတိုင်ထားတဲ့လူနဲ့မထားတဲ့လူရဲ့အတက်တာကွာခြားတယ်ပန်းတိုင်ထားတဲ့လူကတော့ဆယ်စုနှစ်တစုကြာတဲ့အချိန်မှာသူကပါလဲဆိုရင်တော့သူ့အတက်တာဆိုတော့ပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဆိုတော့ပန်းတိုင်ထားတဲ့လူပန်းတိုင်ထားတဲ့ရည်ရွယ်ချက်ထားတဲ့လူကတော့သူ့ပန်းတိုင်ကိုရောက်ဖို့ရန်အတွက်ပါလဲဆိုတော့သူကပါလဲအစီအစဉ်တွေချသွားတယ်ဥပမာအနေနဲ့ဆိုရင်တော့ဆရာဝန်ဖြစ်ချင်တဲ့လူတရားဟောဆရာဖြစ်ချင်တဲ့လူမော်ဒန်ဖြစ်ချင်တဲ့လူသူ့ရှင်မှာဒီပန်းတိုင်ထားတဲ့ကဒီဥစ္စာကိုလှုပ်သွားဖို့အတွက်တရားဟောဆရာဖြစ်ချင်တဲ့လူတွေကလည်းပါလဲဓမ္မကျမ်းစာကျောင်းသွားဖို့အတွက်အင်္ဂလိပ်တွေလေ့လာမယ်ပြီးတော့ပါလဲဆိုတော့အဲ့ဒါနဲ့ဆိုင်တဲ့ဥစ္စာတွေလေ့လာတော့မှာဖြစ်ပါတယ်သူအစီအစဉ်ချတော့မှာဖြစ်ပါတယ်
ဒီတိုင်းပဲ modern ဖြစ်ချင်တဲ့လူတွေကလည်းဗာလဲဆိုတော့သူနဲ့တက်ဆိုင်တဲ့လုပ်ငန်းတွေကိုအတူမှဗာလဲဆိုတော့အစီအစဉ်ချမှလုပ်တာပါအတိကဗာလဲဆိုတော့ကျွန်တော်ရှိမှာပန်းတိုင်ထားရမှာဖြစ်ပါတယ်လူငယ်တွေရောက်စီတိုင်းမှာဒီအရင်ဆုံးဗာလဲဆိုပန်းတိုင်ချထားရမှာဖြစ်ပါတယ်ဒီပန်းတိုင်ကိုရောက်ဖို့ရအတွက်လည်းပထမဦးဆုံးကကျွန်တော်ရှိမှာယုံကြည်မှုရှိရပါမယ်ယုံကြည်မှုတော့ယုံကြည်မှုရှိရပါမယ်ဒီပန်းတိုင်ဖြစ်မလားမဖြစ်ဘူးလားဆိုတဲ့ဥစ္စာဒီဥစ္စာတွေးဟနေတဲ့သဘောမရှိအောင်ကိုရှိမှာယုံကြည်ခြင်းကံဟမြင့်ငါတာတင်းနံကုန်တင်းနံကံဟမြင့်ငါတာဒဲလမ်ငါတာဒီဥစ္စာယုံကြည်ခြင်းရှိရမယ်ဆိုတဲ့ဥစ္စာကိုအရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ကလည်းပါလဲဆိုရင်ကတော့ကိုယ့်ရဲ့အဲ့ဒီယုံကြည်ခြင်းအပေါ်မှာဘုရားသခင်ကအလုပ်လုပ်တယ်ဆိုတဲ့ဟိုဓမ္မကျမ်းစာတွေ့ရပါတယ်နော်နန်တေတာချင်းခရန်တိုမိုင်ဒရန်မကန်ငါနာမတူမွန်ရင်စေလောက်ယုံကြည်ခြင်းရှိဖို့အတွက်နှုတ်ဘတ်တော်မှာပြောထားတယ်ပြောတာကပါလဲဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပေါ်မှာဘုရားသခင်လုပ်လို့တာယုံကြည်ခြင်းစိတ်အရင်မွေးမြူရမှာဖြစ်ပါတယ်ပြီးတော့ဒီပန်းတိုင်ကိုပွားတဲ့အခါမှာလည်းပန်းတိုင်ကိုတီချာပေါက်ရောက်မယ်ဆိုတဲ့ယုံကြည်ခြင်းကိုထားရမယ်ဒါဆိုတော့ဘယ်မှာလဲဆိုယောရှုမဆာမှာကြည့်လိုက်တဲ့အချိန်မှာယောရှုမဆာခန်းကြီး14အငယ်6ကနေ73ကျောင်းမှာကြည့်လိုက်ခြင်းဘုဒ္ဓအကြောင်းအရာကိုတွေ့ရလဲဆိုတော့ဟိုခါလက်ရဲ့အကြောင်းအရာတွေ့ရတယ်ခါလက်ဆိုတော့ကျွန်တော်တို့အားလုံးသိတယ်ယောရှုနဲ့ခါလက်မောရှေဒီတရှိုးစိတ်လွတ်တဲ့12ယောက်ထဲမှာလူမျိုးတော်12ပါးတွေက2ယောက်မှာပါတယ်နော်ယောရှုနဲ့ခါလက်ဖြစ်တယ်ဒီယောရှုနဲ့ခါလက်ပဲပါလဲဆိုရင်တော့ဖျားရခင်ပေးထားတဲ့ဂတိတော်နဲ့ညီကိုတွားမှသိမ့်ပိုက်ဖို့ရံတဲ့ပြောတဲ့အချိန်မှာအဲ့ဒီ Hebrew ဆိုတဲ့မြို့ကိုသိမ့်ပိုက်ဖို့ရံအတွက်အောင်မြင်မယ်ဆိုတဲ့ယုံကြည်ခြင်းကဘုရားရှိတယ်ဆိုတော့ယောရှုနဲ့ခါလက်ရှိမှရှိတယ်အခုခါလက်ဆက်မှအခုမောရှေအဲ့မှာသူတို့တွေပြန်သွားပြီးမှဒီလူမျိုးတော်တွေကိုသွားပြောတယ်ကျွန်တဲ့လူ10မျိုးကပါလဲ10ယောက်ကမဖြစ်နိုင်ဘူးပြောတယ်ဒါပေမဲ့ဒီ2ယောက်ကတော့ယောရှုနဲ့ကာလက်ကတော့ပါလဲဘုရားသခင်ကိုယုံကြည်လားဆိုရင်တော့ဘာဖြစ်လဲဆိုအောင်နိုင်မယ်ဆိုတဲ့ဥစ္စာကိုသူကအကျွမ်းမဲ့ယုံကြည်တယ်ဒါပေမဲ့ကျွန်တဲ့လူမျိုးတော်တွေကဘာတွေ့လဲဆိုတော့အဲ့ဒီ10ယောက်ရဲ့စကားကိုနားထောင်လိုက်တဲ့အခါမှာသူတို့ရှိမှာပါလဲကြောက်တဲ့စိတ်ဝင်သွားတယ်ကြောက်တဲ့စိတ်ဝင်သွားတဲ့အတွက်ကြောင့်ပါလဲဆိုရင်ကတော့မတိုက်ရတော့ဘူးဒါကြောင့်ပါလဲဆိုတော့သူတို့ခါနန်ပြည်ကိုဘုရားသခင်ပေးထားတဲ့ဂတိတော်နဲ့မျိုးမဝင်နိုင်တော့ဆိုတော့ပါလေတော်ထဲမှာနှစ်40တက်ပတ်ခဲ့တယ်အခုမောရှေပြေသွားပြီဘုသူပြန်ဥဆောင်လဲဆိုယောရှုပြန်ဥဆောင်တဲ့အချိန်မှာအခုခါလက်သူ့ရှိမှာပန်းနိုင်ရှိတယ်အဲ့ဒါပန်းနိုင်ကပါလဲဆိုတော့သူကပါလဲဆိုတော့အခုလွန်ခဲ့တဲ့အချိန်အဲ့တော့ကသူ့အသက်က40ကျော်ဖြစ်တယ်အခုခါလက်အသက်80ကျော်အချိန်မှာတစ်ခါပြန်လဲပြီးမှနေနေတွေပြန်ခွဲဝေတဲ့အချိန်မှာဒီခါလက်ကဘယ်ဥစ္စာပြန်တောင်းလဲဆိုရင်တော့သူတို့တွေလွန်ခဲ့တဲ့အချိန်မှာတွားပြီးမှကြောက်ရွံ့မှဒီဣသရေလလူမျိုးတွေတွားမတိုက်ရတဲ့ဒီဟေဘရုန်မြို့ကိုသူတိုက်ရမယ်အဲ့ဒီနေမျိုးကိုသူ့ကိုပေးပါဆိုမှသူပြန်ပြောတယ်ဆိုတော့ဗာလဲဆိုသူ့ပန်းတိုင်ကအနည်း40ကျော်တော့အခုအသက်80ကျော်အထိတောင်မှသူကဗာလဲဆိုတော့သူ့ပန်းတိုင်ကိုသူထားရတယ်ဗာလဲဆိုတနေ့နဲ့ချိန်မှာငါဒီဗာလဲဟေဘရုန်မြို့ကငါတို့ခါလက်အမျိုးတွေရဲ့နေရာဖြစ်ရမယ်ဆိုတဲ့အတိုင်းပြောပါလဲဆိုအဲ့ဒီဟေဘရုန်မြို့ကိုတွားရောက်တိုင်းပဲတိမ့်ပတ်တဲ့အချိန်မှာတကယ်ပဲသူကပါလဲဆိုတော့ဒီဟေဘရုန်မြို့ကိုတိမ့်ပတ်နိုင်တယ်ဆိုတဲ့အကြောင်းတမန်ကျမ်းစာမှာတွေ့ရပါတယ်အဓိကပါလဲဆိုကျွန်တော်တို့ပန်းတိုင်ကိုယ့်ရဲ့ပန်းတိုင်ကိုယုံကြည်ခြင်းရှိရမယ်ဆိုတဲ့အကြောင်းပြောခြင်းဖြစ်ပါတယ်ပြီးတော့ဆက်လက်မှဒီပန်းတိုင်ထားတဲ့ကကျွန်တော်ရှိမှာပါလဲဆိုတော့စူးစမ်းအားထုတ်ခြင်းရှိရပါမယ်စူးစမ်းအားထုတ်ခြင်းတခါလေကျကျွန်တော်ပန်းတိုင်ကိုတွားတဲ့ကကြာဆုံးတဲ့အချိန်မှာလည်းရှိတယ်နော်လဲကြတဲ့အချိန်မှာလည်းရှိတယ်ဒါပေမဲ့ဒီဥစ္စာကိုဘာလဲကျွန်တော်တို့ကဘာလဲဆိုရင်ကတော့မြစ်ကျုပ်ကမြစ်တော်မြစ်ထနိုင်လားငါရဲ့စိတ်ပြတ်ခြင်းမရှိပဲနဲ့စူးစမ်းအားထုတ်ပြီးမှကိုယ့်ရဲ့ပန်းတိုင်ကိုရောက်အောင်တွားဖို့ရည်ကြီးတယ်ဆိုတော့လွန်ခဲ့တဲ့အချိန်မှာကျွန်တော်တို့အားလုံးတည်ပြီးအစံအောင်လာတည်ရတော့နှစ်ထပ်ချန်ပီယံဖြစ်တယ်ဆိုတော့သူ့ရဲ့တက်တာမှာရှုံးတဲ့အချိန်တွေလည်းပွဲပေါင်းအများကြီးရှိတယ်ဒါပေမဲ့ဘာလဲဆိုတော့သူကထပ်ခါတလဲကျင့်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နောက်ပိုင်းဒီသူတို့နဘာနောကမှာချန်ပီယံနှစ်ခုရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီပန်းနိုင်ထွားတဲ့အချိန်မှာကျွန်တော်တို့ဗာလဲဆိုရင်တော့ဒီအခက်ခဲတွေကိုလည်းကျွန်တော်တို့ကြော်ဖြတ်ရမှာဖြစ်ပါတယ်ဒီလိုအခက်ခဲကိုလည်းဗာနဲ့ကြော်ဖြတ်ရလဲဆိုဖိလိပ္ပိဩဝါဒစာအခန်းကြီး4:73မှာပြောတဲ့အခါဘုရားသခင်ပေးထားတဲ့ခွန်အားနဲ့ကျွန်တော်တို့ဒီအခက်ခဲကိုကြော်ဖြတ်ရမယ်ဆိုတဲ့အကြောင်းကိုလည်းခွန်အားပေးလို့လည်းပြီးတော့ကျွန်တော်တို့ဒီပန်းတိုင်တွားတဲ့အချိန်မှာပန်းတိုင်ကိုလည်းကျွန်တော်ဗာလဲဆိုတော့လမ်းခုလမ်းမှာမရက်နေပဲနဲ့အဆုံးအထိတွားဖို့ရအတွက်ရည်ကြီးတယ်နော်ဒီခါလေးကျရင်ကျွန်တော်တို့ပန်းတိုင်မှာဆိုတော့တဝက်တစ်ပြက်မှာရက်လာသွားရရှိတယ်ဒါကတော့ဖြစ်တယ်ဘူးပန်းတိုင်ကိုထားလာဆိုအဲ့ဒီပန်းတိုင်ကိုအဆုံးထိ
တွားဖို့ရန်အရေးကြီးတယ်ဆိုတဲ့အကြောင်းပြောပြလို့လည်းအဲ့မှာဆိုကဘာဦးချန်ခန်းကြီး7အငယ်31ကနေ7မှာ32ကိုကြည့်လိုက်တဲ့ချိန်သူ့အကြောင်းအရာတွေ့ရတယ်ဆိုတော့ထဲရဆိုတာတွေ့တယ်ဆိုတော့အာဗြဟံရဲ့အဖေဖြစ်တယ်ဆိုတော့ဘုရားခင်ကထဲရကိုမိသားစုကိုပါလဲဆိုတော့ဥရဆိုတဲ့မြို့ကနေဘယ်ကိုတွားလဲဆိုတော့ခါနန်ဆိုတဲ့နေရာကိုတွားဖို့ပြတာဖြစ်တယ်သူတို့တက်က်ကပါလဲဆိုရင်ကတော့ထဲရကဒီဥရဆိုတဲ့နေရာကနေဒီခါနန်ဆိုတဲ့မြို့ကိုတွားဖို့ကြီးရဲ့ချက်အားနိုင်ထားတယ်ဒါပေမဲ့သူတို့တွားတဲ့ချိန်သူတို့မိသားစုလိုက်တွားတဲ့ချိန်ပါလဲဆိုတော့အဲ့မှာသူတို့မိသားစုတော်မကအဲ့မှာသူတို့ကျွန်းနေပါမယ်သူတို့ရဲ့အဲ့ဒီတရိษံတို့ဘာလို့အစကအများကြီးအုပ်လိုက်ဖြစ်မှာပေါ့ဒီလိုတွားတယ်အဲ့မှာဒီဥရမြို့ကထွက်လာတယ်ဆိုတော့တနေရာရောက်တဲ့ချိန်ဒီဟာရန်ဆိုတဲ့နေရာအဲ့ဒီမြို့ကိုရောက်တဲ့ချိန်မှာအဲ့မှာကြည့်ရတာဒီနေရာပါလဲဆိုတော့သူတို့တရိษံတွေအတွက်တဲ့စကြက်တွေကောင်းနေတယ်သူတို့အခြေချဖို့အတွက်လည်းကောင်းနေတဲ့ချိန်ဆိုတဲ့အခါမှာထေရပါလဲဆိုတော့ငကိုတူတွားရမယ်ခါနန်ဆိုတဲ့နေရာကိုမတွားပဲနဲ့အဲ့ဒီဟာရန်ဆိုတဲ့မြို့မှာတွားမှအခြေချနေတယ်အခြေချနေထိုင်မှတကယ်ပဲထေရပါလဲအဲ့ဒီမှာအတက်တရားကြောတဲ့ခါမှာသူ့ရဲ့အတက်အမှတည်သွားတာဆိုတဲ့အကြောင်းကိုသိရတယ်။ဘာပြောချင်တာပါလဲဆိုတော့ကိုသူ့ရဲ့လာတော့ကထွက်လာတဲ့အခါသူ့ရဲ့ target ကပဲလဲဆိုသူ့ရဲ့ပန်းတိုင်ကခါနန်ဆိုတဲ့မြို့ကိုရောက်ဖို့အတွက်ဖြစ်တယ်။ဒါမဲ့ပါလဲလန်ခုလက်ဖြစ်တဲ့ဆိုတော့ဒီဟာရန်မှာဟာရန်လည်းမဆိုးပါဘူး။ဒီဟာရန်လည်းငါတို့မိသားစုအတွက်မဆိုးပါဘူးဆိုမှအဲ့ဒီနေရာမှာအခြေချလိုက်တဲ့အခါမှာသူတို့အတွက်ပါလဲပန်းတိုင်ကိုမရောက်နိုင်ဘူး။နော်။ပန်းတိုင်ကိုမရောက်သွားပဲနဲ့လန်ခုလက်မှာရပ်တန့်သွားဆိုတဲ့အကြောင်းတွေ့ရတယ်။ဒါကြောင့်ဒီနေ့ဒီမှာထိုင်နေတဲ့လူငယ်တွေလည်းကျွန်တော်တို့ပန်းတိုင်သွားတဲ့အခါမှာလန်ခုလက်မှာဟာဒီနေရာမှာဆိုလည်းမဆိုးပါဘူး။ငါကကျွန်တော်တို့တက်က်ကထားတာနေရာပန်းတိုင်ထားတာ။ဒါပေမဲ့ဒီလန်တော့တဲ့လောက်မှာဆိုလည်းမဆိုးပါဘူးဆိုမှအဲ့ဒီနေရာမှာကျွန်တော်ရပ်တန့်သွားတဲ့အခါမှာပါလဲဆိုတော့ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုမရောက်နိုင်တဲ့အသားစီးတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ကပါလဲဆိုတော့ပန်းတိုင်ကိုလည်းအဆုံးအထိရှောက်လန်းဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါဆိုတော့ပန်းတိုင်ထားတဲ့လူတစ်ယောက်ရဲ့လူ2ယောက်ကိုရှင်ကြည့်လိုက်10တန်းအတူတူအောင်တဲ့လူ2ယောက်ပေါ့နော်အခုခုနှစ်ထပ်က10တန်း2ယောက်အောင်တယ်တယောက်ကပါလဲဆိုသူရှိမှာပန်းတိုင်ရှိတယ်သူရှိမှာရည်ရွယ်ချက်ရှိတယ်ဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ရှိတဲ့အတိုင်းသူကပါလဲဆိုသူအစီအစဉ်တကျလုပ်ဆောင်တော့တယ်တယောက်ကတော့10တန်းအောင်ထားပြီးပြီအကြောင်းတော့တဲ့ဘွက်တွေရပြီးပြီဘာအစီအစဉ်မရှိဘူးအချိန်တန်ရင်ဘွက်တော့ယူမယ်ဘွက်တော့ယူတယ်ဒါပေမဲ့ဒီ2ယောက်ကရှင်တဲ့အခါတယောက်ကပန်းတိုင်ဒါပေမဲ့ရှင်တဲ့က10စုနဲ့တစုကြာတဲ့အခါမှာသူတို့2ယောက်ငကိုတစ်နှစ်2နှစ်3နှစ်ဘွဲရပြီးရဲ့အချိန်ထိလဲဒီလူငယ်ရဲ့2ယောက်ရဲ့အချိန်ကပါခြားတဲ့တိတ်ရှိမှာမဟုတ်ဘူးသူတို့ပဲတွားမယ်ဒါပေမဲ့10စုနဲ့တစုကွာရတဲ့အချိန်မှာသူတို့2ယောက်ရဲ့ဒီလူနေမှုအဆင့်တန်းပဲဖြစ်ဖြစ်အဖက်ကတည်းကကွာခြားသွားပြီအဆင့်တန်းကွာခြားသွားပြီဆိုတော့လူတစ်ယောက်ရဲ့အသက်တာကိုကြည့်လိုက်တာ10စုနဲ့တစုမှာဆိုတော့လူကပါလဲအများအားပြောင်းလဲတယ်နော်10စုနဲ့တစုမှာဆိုတော့ကျွန်တော်တို့အများအားပြောင်းလဲတယ်ပြောရင်ကြည့်လိုက်10စုနဲ့တစုရောက်သွားပြီ10စုနဲ့တစ်ခုအတွဲတည်းမှာဆိုတော့ကျွန်တော်တို့ရဲ့အတက်တန်ပြောင်းလဲသွားတယ်အခုဒီလူငယ်တွေရောက်ပန်းတိုင်ထားတဲ့လူငယ်နဲ့မထားတဲ့လူငယ်တွေ10စုနဲ့တစုကြာတဲ့အခါမှာအများကြီးပြောင်းလဲတော့လဲဆိုတဲ့အကြောင်းကိုတွေ့ရတယ်ဒါကြောင့်ပါလဲအတက်တန်ကကျွန်တော်တို့လူငယ်တွေပန်းတိုင်ထားပြီးမှကျွန်တော်တို့ရှောက်ဖို့ရအတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုလည်းဓမ္မအနေနဲ့ပြောလို့ရတယ်ဒုတိယအနေနဲ့ကပါလဲဆိုတော့ကျွန်တော်တို့နံပါတ်1ခုကအမျိုးထုံးခင်လူမှုကဆော်ရတာကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့ရည်ဒါကိုကျွန်တော်တို့ကချစ်ရမှာဖြစ်ပါတယ်။ဒါအခုတချို့တွေပြောနော်ခရစ်တော်နဲ့လူမျိုးမရှိပါလားမရှိတာမဟုတ်ဘူး။အန်တန်တော့မကတာနော်ခရစ်တုကအမျိုးထဲမှာတည်းပေါ့ကပါ။ကျွန်တော်တို့တကယ်လူသားတစ်ယောက်ဖြစ်လာဆိုတော့ကျွန်တော်တို့ပါလေဒီလောကထဲမှာလာရောက်တဲ့အချိန်မှာလူမျိုးဆိုတာရှိရတယ်။အဲ့ဒါဆိုတော့တခင်ယေရှုကိုယ်တိုင်ဒီလောကထဲမှာလာရောက်ပြီးမှလာရောက်တဲ့အချိန်မှာယူဒအမျိုးထဲမှာလာရောက်ဟောမြင်ခြင်းဖြစ်တယ်။တကယ်ပဲတခင်ယေရှုကပါလဲဆိုတော့ယူဒသူ့ရဲ့ထုံးတမ်းအတိုင်းကြီးပြင်းလာတယ်။အဲ့ဒီယူဒစာပေယူဒထုံးတမ်းတရားအတိုင်းကြီးပြင်းလာပြီးမှတကယ်ပဲတာနာလုပ်တဲ့အခါမှာလဲရှေ့ဥစွာပါလဲဆိုသူ့လူမျိုးတွေကိုဦးစားပေးမှသူ့လူမျိုးအတင်းမှလုပ်တာဆိုတဲ့အကြောင်းတွေ့ရတယ်။နော်ဒါကြောင့်ကျွန်တော်တို့ပါလဲဆိုတော့ကိုယ့်ရဲ့လူမျိုးကိုချစ်ရမှာပဲပြီးတော့ဖျားခင်ပေးထားတဲ့ကျွန်တော်တို့ကချင်ဆိုကချင်လူမျိုးအဲ့ဒီလူမျိုးကနေကျွန်တော်တို့ကကိုယ့်ရဲ့လူမျိုးပြီးတော့ကျွန်တော်ပေးထားတဲ့ identity ဆိုကိုယ့်ရဲ့ယဉ်ကျေးမှုစာပေဒါတွေကိုကျွန်တော်တို့အမျက်တနိုးထားရမှာဖြစ်ပါတယ်ပြီးတော့ဗာလဲဆိုတော့ကိုယ့်ကိုပေးထားတဲ့မြေဒီမြေကတိချင်းပြင်းတဲ့မြေဒါကိုကျွန်တော်တို့ဗာလဲလူငယ်တွေကကာကွယ်ဆောင်ရှောက်ရမှာဖြစ်ပါတယ်အဲဆိုတော့မြေမရှိတဲ့လူကျွန်တော်ကလူမှုကလူကမယမ်းချတဲ့ကငါဆိုဖာရင်းကတော့လူမှုကားမှုကိုအခေါ်အခန်းထဲတဲ့ကဒီအခေါ်အခန်းထဲဆိုင်တယ်ဒါမှမဟုတ်အဲ့အတွက်ကြောင့်ပါလဲဆိုတော့ဣတိယလူမျိုးတွေသူတို့မြေကိုတန်ဖို့အများကြီးထားတယ်
အခုအချိန်မှာကြည့်လိုက်နိုင်ငံသားအစ္စရေးဒီအစ္စရေးလူမျိုးတွေသူတို့ပတ်ဝန်းကျင်မှာကြည့်လိုက်သူတို့ဘေးပတ်ဝန်းကျင်မှာသူတို့ရံပြုတ်မဲ့လူတွေလည်းဒါပေမဲ့ဖျားတင်ပေးထားတဲ့ဒီသူတို့ရဲ့အစ္စရေးဆိုတဲ့နိုင်ငံကတိတိလေးပဲအဲ့ဒီနိုင်ငံကိုပါတယ်ဆိုရင်တော့ဒီတော့နိုင်ငံကြီးတွေပတ်သက်ထဲမှာသူတို့ရဲ့မြေကိုသူတို့ကောက်ပဲသူတို့နိုင်ငံကိုကောက်ပဲဆိုတဲ့အကြောင်းတွေ့ရတယ်ဒါကြောင့်ဒီမှာရှိတဲ့လူငယ်တွေလည်းပါတယ်ဆိုတော့ကိုယ့်ကိုဖျားတင်ပေးထားတဲ့ကိုယ့်ရဲ့အမျိုးစားပြီးအင်ဂျီမှုကိုယ့်ရဲ့မြေကိုချစ်မြတ်လို့စိတ်ထားဖို့ရအတွက်ရည်ကြီးတယ်နံပါတ်3အနေမှာကတော့ဗာလဲဆိုတော့ကျွန်တော်တို့ရှိမှမရှိတဲ့အစွမ်းစားကိုကျွန်တော်တို့ဗာလဲဆိုတော့မွေးဖွားရမှာဖြစ်ပါတယ်အစွမ်းစားကိုမွေးဖွားယူရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့လူငယ်တွေဗာလဲဆိုတော့ယုံကြည်မှုအရင်ဒီဆောက်ယူရမှာဖြစ်ပါတယ်ယုံကြည်မှုနော်ကိုယုံကြည်တဲ့စိတ် self confident ဒီဥစ္စာရှိဖို့ရအတွက်ရည်ကြီးတယ်ဆိုတော့ confident တခါလေကျရင်ကျွန်တော်တို့ဥဆောင်တဲ့နေရာမှာဥဆောင်တဲ့လူတွေကဗာလဲဆိုတော့ယုံကြည်မှုကိုမယုံကြည်လားဆိုရင်ကတော့ဥဆောင်တဲ့နေရာမှာခန်းကဏ္ဍမှာမရောက်နိုင်ဘူးနော်အဲကြောင့်ဗာလဲဒီမရှိတဲ့ကိုယ့်ရှိမှမရှိတဲ့ဒီအစွမ်းအစတွေကိုလည်းဗာလဲယုံကြည်မှုတွေကိုလည်းပြုစုပြောထောင်ပေးရမယ်ပြီးတော့ဗာလဲဆိုရင်တော့တယောက်နဲ့တယောက်ပေါင်းတင်ဆက်ဆံတောက်ဗာလေ့ကျင့်ဝင်းယူရမယ်ပြီးတော့ဗာလဲဆိုတော့စက်ကတ်တဲ့ဥစ္စာစက်ကတ်နော်ကိုရှိမှရှိတဲ့အစွမ်းစံနဲ့စက်ကတ်တတ်ဖို့ရန်တဲ့ကျွန်တော်တို့ဒီစိတ်ဓာတ်တွေကိုဝေးယူရမယ်ပြီးတော့ဥဆောင်တတ်တဲ့လေ့ကျင့်တွေကိုလည်းကျွန်တော်တို့ဝေးယူရမှာဖြစ်ပါတယ်ဒီဝေးယူရမယ်ဒီအလေ့ကျင့်တွေကိုမှဝေးယူရတာဆိုတော့ဒီတင်းတော်ထဲမှာကျွန်တော်တို့လေ့ကျင့်မှမွေးထုတ်ရမှာဖြစ်ပါတယ်ဒီနော်လူငယ်တွေဆိုတဲ့လူငယ်တွေရဲ့ဒီအစည်းအဝေးမှာကျွန်တော်တို့ဗာလဲဒီစိတ်ဓာတ်တွေကိုကျွန်တော်တို့ဝေးယူရမှာဖြစ်ပါတယ်ဆိုတော့ဆက်ပြောချင်တယ်နောက်နံပါတ်4ထဲမှာကတော့ဗာလဲဆိုဖျားတခင်ကိုကျွန်တော်တို့ကဗာလဲယူတည်ရမယ်ကြောက်ရွံ့တည်ရမယ်ပြီးတော့ဖျားခင်ကိုနေရာပေးရမယ်ကျွန်တော်တို့ရဲ့အတ္တမှာဖျားခင်ကိုကြောက်ရွံ့ခြင်းမရှိတဲ့အခါမှာဗာလဲဆိုတော့ကျွန်တော်တို့ပညာဘလောက်ပဲတတ်ပျက်စီးခြင်းလို့ရောက်တာကိုတွေ့ရတယ်ဒီနော်ပညာတွေအထက်ထပ်ရောက်တယ်ထပ်ထပ်ရဝက်ဒီဂရီရမ်းရရင်လည်းဗာလဲဆိုတော့သူများပုံမှာမတရားတဲ့ဖြင့်ဒါဗာလဲဆိုရင်ကတော့ဖျားခင်ကိုကြောက်ရွံ့ခြင်းမရှိဆိုတော့ပျက်စီးတဲ့ရက်သမားဖြစ်မလားစေသမားဖြစ်မလားခုဖြစ်တယ်ဒါဗာလဲဆိုတော့ဖျားခင်ကိုကြောက်ရွံ့ခြင်းမရှိတယ်ဆိုတဲ့အကြောင်းပြရမယ်ဖျားခင်ကကြောက်ရွံ့တဲ့လူတွေကဗာလဲဖျားခင်စိုက်လက်တဲ့သူ့ရဲ့တရားအတိုင်းနှုတ်ကပတ်တော်အတိုင်းလမ်းလျှောက်တတ်တယ်ဆိုတော့ကြောင့်ပုံတွေ့ရတယ်ပြီးတော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့အတ္တမှာဗာလဲဖျားခင်ကိုနေရာပေးရမယ်ဆိုတဲ့အကြောင်းတွေ့ရတယ်လူကခန်းချင်းကအငယ်တိကနေ30မှာကြည့်လိုက်တဲ့ဘုသူအကြောင်းအရာတွေ့ရတယ်ဆိုတော့သခင်ယေရှုကအဲ့ဒီပေတရုကျွန်တော်အားလုံးတည်ထားပြီးပြီဂေနစရက်အိုင်ထဲမှာသူကတရားဟောဖို့ရတဲ့သူ့နောက်မှာလူတွေအများကြီးတိုက်လာတယ်ဘယ်လိုလဲဆိုရင်ကတော့တရားဟောဖို့ရတဲ့လာခဲ့တယ်အဲ့ချိန်မှာဘယ်လိုလဲဆိုရင်ပေတရုတို့ယာကုပ်တို့ယောဟန်တို့ကတော့တညလုံးပါတယ်သူတို့ကတော့ငါးကုန်ပြတ်တယ်အဲ့ပေတရုယောဟန်တို့ကပါလဲဆိုတန်ခါလုံငန်းမှာအသက်မွေးဝမ်းကြောင်းအနေနဲ့လှုပ်ရှားနေရဖြစ်တယ်ဒါပေမဲ့သူတို့ကတော့တညလုံးငါးမရအောင်အဲ့တခင်ယေရှုအဲ့ဒီမနေ့မှာပါလဲရောက်လာပြီးမှသူတို့ရဲ့လေကိုငားတယ်တကယ်ပဲပါလဲကျွန်တော်တို့ဆိုရင်ကတော့ကွန်ဆင်းနေချိန်တော့ငားချင်မှငားပေးမှစိတ်တုံနေတဲ့အချိန်ဖြစ်နေစိတ်မကြည်နေတဲ့အချိန်ဖြစ်မှာလေဒါပေမဲ့ပါလဲပေတရုကပါလဲသခင်ယေရှုကိုသူ့ရဲ့လေကိုတုံးဖို့ရအတွက်တရားဟောပဲလေပလင်ဖြစ်ငားပေးလိုက်တယ်တကယ်ပဲအဲ့ဘယ်မှာကနေပါလဲဆိုတော့တရားဟောတယ်သူတို့လည်းပါလဲကြားနာရတယ်နောက်ပြီးတော့တရားဟောပြီးတဲ့နောက်သခင်ယေရှုကပြောလာသူတို့ရေနဲ့နေရာတို့ပိုက်ပုံကိုတစ်ခါပြန်မှပြစ်ခတ်လိုက်တဲ့အချိန်မှာငားတယ်အမြောက်များရပါတော့တွေ့ရတယ်ဆိုတော့ဒီညမှာကျွန်တော်တို့ပြန်မှသုံးသပ်ကြည့်လိုက်တဲ့အခါပေတရုသူ့ရဲ့လေကိုဖျားသခင်ရဲ့ပလင်အဖြစ်နေရာပေးတဲ့အချိန်မှာသူတို့ကပါလဲဆိုတော့နောက်ပိုင်းမှာနေရာပေးပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့အလိုဆန္ဒကိုပြန်ပြီးသွားတာဆိုတွေ့ရတယ်။ဘာလဲဆိုတော့ငားတယ်မြောက်များရတယ်ပြီးတော့ငားတော်မှပါလဲလေးနဲ့ဆင်းပြီးလို့တတ်ပြန်မှရတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်။ဒါဆိုပါလဲအတ္တထက်မှာဖျားသခင်ကိုနေရာပေးတတ်ဖို့လည်းတွေ့ရတယ်။ရေးကြီးတဲ့ဆိုကြောင်းပေးရတယ်။ပြီးတော့နံပါတ်ခဏမှအခြေပြုကြမှာဖတ်ပြီးပြီ။ဒီမှာထက်အခန်းကြီး9 73မှာတင်တို့လောကရဲ့အလင်လောကရဲ့စားများဖြစ်ကြတယ်ဆိုတဲ့အကြောင်းပြောတတ်ရတယ်။ကျွန်တော်ဖျားသခင်ကကျွန်တော်တို့တယောက်စီတိုင်းကိုမတူညီတဲ့အရေးချင်းတွေပေးထားတယ်တယောက်ကပါလဲမျိုးစိတ်မှာအရန်တော်ရင်လည်းတယောက်မှာတခြားအရေးချင်းတစ်ခုပေးထားတယ်ဒီလိုမတူတဲ့အရေးချင်းတွေနဲ့ပါလဲဆိုတော့ကျွန်တော်တို့ကဖျားသခင်ရဲ့တာသနာလုပ်ငန်းမှာဆက်ကမယ်လူတွေအများစွာကိုဆက်ကမယ်အလင်းဖြစ်စေမယ်စားဖြစ်စေမယ်ဆိုတဲ့အကြောင်းကိုသခင်ယေရှုကပါလဲမာထဲအခန်းကြီး9အငယ်73 74မှာပြောကြားလာတာဒါကြောင့်ကျွန်တော်လူငယ်တွေဒီနေ့ကိုပေးထားတဲ့ဖျားခင်ပေးထားတဲ့ဒီအစွမ်းစားတွေနဲ့
ဖျားရဲ့တာသနာလုပ်ငန်းမှာအများရဲ့ကောင်းကျိုးမှာအလင်းဖြစ်စေဖို့ရအတွက်တခင်ယေရှုကမိန့်မှန်ထားတာဖြစ်တယ်။ဒါကြောင့်မို့ဒီကုန်းချုပ်အနေနဲ့ဆိုရင်ကတော့ကျွန်တော်တို့ဒီနေ့လူငယ်တွေဒီမှာရှိတဲ့လူငယ်တွေကိုယ်ရှိမှရှိတဲ့အစွမ်းစတွေနဲ့ဖျားရဲ့လုပ်ငန်းမှာပါဝင်ဆက်ကရအောင်ပြီးတော့ကိုယ်ရှိမှပန်းနိုင်ထားရအောင်လူငယ်တွေနော်ဒီတိုင်းပဲအသက်ရှင်ခြင်းမဟုတ်ပဲနဲ့ပန်းတိုင်တစ်ခုထားပြီးမှအဲ့ဒီပန်းတိုင်ကိုလည်းအဆုံးအထိကျွန်တော်တို့ရှောက်ကြရအောင်ပြီးတော့ဗာလဲကိုယ့်ရဲ့အမျိုးကိုယ့်ကိုဖျားတင်ပေးထားတဲ့ယဉ်ကျေးမှုဒါတွေကိုတန်ဖိုးထားရအောင်ပြီးတော့ကိုယ့်ရှိမှမရှိတဲ့ကောင်းတဲ့ဒီစွမ်းအားတွေကိုလည်းမွေးထုတ်ကြရအောင်လို့လူငယ်တွေကိုတော့ဒီတော့အနေနဲ့အဖို့တန်တဲ့လူငယ်များဖြစ်ကြပါစေလို့ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုညီများတော်နဲ့ပြောရပါတယ်